အဲ့ကောင်မလေးတကယ်တိုင်းရင်သူလေးစကားပြောအဲ့ကောင်လေးလည်းမပြီးဘူး ဟာလာသူလည်းမပြီးဘူးလား အဲ့ကောင်မလေးတဝဲဟုတ်တယ်ဘိတ်သူမလားနေနင်ကဘိတ်ကနော်အေးငါနောက်ဆုံးက ဘယ်လိုလဲတနေ့လာရ အေးတနေ့တိုင်းဘိတ်ရဟုတ်ပဲနောက်ဆုံးကမြို့ အော်ဒါကိုမျိုး နင်ဘိတ်လို့ပြောတယ် ပြောနေတာပေါ့ တကယ်ပြောတယ်အဲ့ဘိတ်တန်ကြငါသဘောကြငါလည်းတဝဲပဲငါဝက်သား ဝဲသား စကားဝဲတယ်သူလည်းဝဲ ပြောချင်နင်တကယ်ပြောတယ် ပြောတတ်တယ် ပြောတတ်ရင်ဟိုတို့ရန်ကုန်မှာကျတော့တို့လို့ပြောရလေနင်တို့ဘိတ်မှာကျတော့တို့ဘယ်လိုပြောလဲ အာကိုနန်းစားတော့ရင်နုနဲ့ပြောတယ် ဘယ်နားမှာလဲဘယ်နားမှာပြောတာဘိတ်မှာပြောတာလားတဝဲမှာပြောတာလား အဲ့ဒီနိုးဆိုင်ဟမ် ဟဲ့ဘိတ်မှာပြောတာလားတို့ဘိတ်မှာပြောတာတို့ တို့နိုး နု တို့ဟာ ဈေးသွားမယ်တို့ဈေးသွားမယ် နုစေးတော့ ဟောတို့ဈေးသွားတို့နှုတ်တစ်လုံးလောက်ဝယ်ခဲ့စမ်းနွားနှုတ်တစ်လုံးလောက်အားမရှိဘူးတောက်ချင်တယ် ဒီရွယ်ဒီနိုးမပြတ်သေးဘူးလား ငါမိမသာမေးကြည့်ပါတော့ကွာ လုံးတယ်လုံးတယ် နွားနှုတ်ဟဲ့လုံးထက်တယ်လုံးထက် အလုံးထဖြတ်ကွာ တကယ်ပြောတယ်လား ပြောတတ်တယ် ဒါဆိုရင်ကြီးကန်း ကြီးကန်းကိုဘိန်းလို့ဆိုရင်တော့ကြီးကန်းပဲဒဝဲလို့ဆိုရင်ကီကန်း ကြီးကန်းလေးကွာဟုတ် လီကွာ ဓားရှာတာလားဟလား အပူ ဓားရှာတယ်လို့ခွာဖြစ်သွား ဒီလိုပြစ်တဲ့ဟာကိုလီကွာလို့ပြောတာ ဒီလိုပြစ်တာသူတို့လိုဝဲတယ်လေလီကွာ လီကွာဝဲ အခွာကြီးနဲ့ပေါ့ လီကွာလေးတော့ဝဲ ဟဲ့ကပေါက်စားမှာလေးကွာကြီးကန်းဟုတ် ကီကန်း လေးကွာဟုတ်ကြီးကန်းကိုလေးကွာနဲ့ပြည့် ကီကန်းကိုလီကွာပြစ် ကြီးကန်း နှလုံးမရှိတာ ကြီးကန်းကိုလေးကွာနဲ့ပြည့်တို့ နို့ တရားတွေပါလူလျှောက်တဲ့တရားတွေပါလေ တရားတွေပါကြဒဝဲလို့ခါလို့ခေါ်ရ ခါကျွဲအကောင်မဲမဲနဲ့ ကျွဲကြောင့်ကွဲ ခွဲတို့ နို့ ဒါဆိုရင်တရားပေါ်မှာတို့ရှိတယ်တရားအောက်မှာကျွဲနေတယ်ပြောစမ်း တရားပေါ်မှာဒူရှိရဲဆိုတာခါပေါ်မှာနူရှိရဲ ဘယ်နှလုံးရှိလဲနွားတို့ဘယ်နှလုံးရှိလဲ တပြေးပြင်းနဲ့တော့တခါလဲပြောထားမယ်နော်အဲ့ဒိုးချနောင်နာကိုရောက်လာနော် တို့ဟုတ်လားတို့ဟိုပြီအဲ့ဒါတရားပေါ်မှာတို့ရှိတယ်တရားပေါ်မှာတို့ရှိတယ် ဟုတ် ပြော ခါပေါ်မှာနူရှိရဲ တရားအောက်မှာကျွဲနေတယ် ခါအောင်မှာကွဲနေရဲ စိုက်ကယ်စီးတော့ဖြစ်တယ် တသိန်းမောက်တော့ဟာဒီတို့ ခါအောင်မှာကွဲ စကား ဟေးခါအောင်မှာ ခါအောင်မှာကွဲနေရဲ ခါအောင်မှာတရားမှာ နူရှိရဲ ခဏ ခါပေါ်မှာနူရှိရဲ ခါပေါ်မှာတို့ရှိရဲ့ခါအောင်မှာ ခါအောင်မှာကွဲနေရဲ စပိန်နေပါလေကြတော့ စပန် မရိုင်းလာမရိုင်းလာ မရိုင်းပါကွာကျွန်တော်ကြိုက်တာကွာ သူတို့ဘာသာရကွာဇပင်စပါ ဒဝဲလို့ အဲ့ဒါလေးနဲ့ကျွန်တော်ပရီးလေးနဲ့လဲပါလားဗျာ ညတ်တာတွေပါလေကြတော့ ကိုင်ရဲ စပင်ကို ကဲ စပန် ညတ်တာကို ကိုင်ရဲ စပင်ညတ်တယ် စပန်ကိုင်ရဲ ဟာဒီကောင်နေအဲ့ကောင်နေ အကိုရင်ကျွန်တော်ကရွေးလိုက်လာပြီမရတော့ဘူး အဲ့လေဒဝဲလို့ပြောနေရလေ ခတ်ထမနိုရှိခါအောင်မှာကွက်ရှိခတ်ထမနိုရှိခါအောင်မှာအမစပါကာမ ကိုယ်တခါလဲပြောထားမယ်ရတယ်မကျွေးနဲ့ ကျန်တဲ့လူဆိုပြဿနာမရှိဘူးကောင်မလေးထုံးပေါက်ကုန်လိမ့်မယ်